ဆိုလိုမန်တယောက်ရဲ့ပယုတ်ဒုက္ခ chaos တွေကြားထဲကတကယ့်ကိုစစ်မှန်တဲ့ healing ခရီးစဉ်စီကိုကျွန်မခေါ်တော့ပေးပါမယ်။ Instagram တွေမှာ healing ဆိုတာကဖျောင်းတိုင်လေးထွန်းတရားထိုင် easy နေတာပေါ့။ဒါပေမဲ့ကျွန်မတို့လိုမျိုး solo man တွေ business ကိုတည်ဆောက်နေကြတဲ့သူတွေအတွက် healing ဆိုတာကအဲ့လိုပုံစံမျိုးတွေလုံးဝမဟုတ်နေဘူးပေါ့နော်။အဲ့တော့ကျွန်မရဲ့ healing ကတော့မနက်6နာရီကလေး order နေစတယ်မိဖို့ကြောင့်ဒီထိတ်ကပကံခွဲရောက်တန်တေးနဲ့စတယ်အဲ့တော့ဒီနေ့ဒီမှာကျွန်မရဲ့ real life vlog လေးတွေကိုရိုက်ပြပေးပါမယ်ကျွန်မဘယ်လိုမျိုး breakdown ပြိုလဲတယ်ဘယ်လိုမျိုး research ပြန်ပြီးတော့ထားတယ်ဆိုတာလေးကိုပွန့်ပွန့်လင်းလင်းလေးရိုက်ပြပေးတော့ပါမယ်ပေါ့နော်ကျွန်မတို့လိုမျိုး CPTSD ကြာရှည်စိတ်တန်ရာရှိနေတဲ့သူတွေကမနက်ထလာပြီးဆိုတဲ့အခါမျိုးမှာဆိုရင်စိတ်ထဲမှာထိတ်လန့်နေတတ်တယ်ဒါကဘာကြောင့်လဲဆိုတော့ cortisol level မြင့်နေလို့ဖြစ်ပါတယ်ထိုနည်းတူပဲကျွန်မလည်းမနက်ထလာတဲ့အချိန်မျိုးမှာကလေးတွေအတွက်ကမျက်နှာတက်သွားတိုက်လှုပ်ပေးစရာမလိုတော့ဘူးဆိုပေမဲ့ပြောနေရတဲ့အချိန်မျိုးရှိနေတုံးပဲမနက်ထလာပြီးဆိုတာနဲ့စရင်စမစဘူးဆိုရင်လည်းရံပြက်စကားများနဲ့ဒီလိုမျိုးတယောက်ယောက်ကအမေလို့អော်လိုက်တဲ့အချိန်မျိုးမှာကျွန်မရုပ်တရက်တော့တာထွက်ချင်လာတယ်ပေါ့နော်ဒါကကျွန်မအပြစ်တော့မဟုတ်ဘူးဒါကကျွန်မရဲ့ nervous system က overwhelm ဖြစ်နေတာပေါ့နော်အဲ့ဒီလိုအချိန်မျိုးမှာကျွန်မလုပ်နေတဲ့နီလန်တစ်ခုကပါလဲဆိုတော့ regulate before reaction ဆိုတဲ့နီလန်လေးဖြစ်ပါတယ်ကျွန်မရေတစ်ခွက်တောက်ရင်တောက်မဟုတ်ဘူးဆိုရင်လည်းကျွန်မအသက်ပြင်းပြင်းကို3ချိန်လောက်ရှူလိုက်တယ်ဒီလိုမျိုးတွေလုပ်ပြီးတော့ကျွန်မရဲ့ vagus nerve ကိုလုံဆော်ပေးပြီးတော့စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်ပေါ့နော်အဲ့တော့မှကျွန်မရဲ့ကလေးတွေကိုကျွန်မမအော်ခင်မှာကျွန်မကိုအယုံဦးဆုံးပြုပြင်ရတယ်ပေါ့နော်သမင်းစားပါညာသူတို့ချောင်းတွားပို့မနက်၈နာရီချောင်းတွားပို့ပြီးတော့ပြန်လာတဲ့အချိန်ကျမှကျမအတွက်အချိန်တနာရတယ်ဒါကကျမရဲ့ research လုပ်တဲ့အချိန်ပဲတစ်တော်ထဲကိုတွားပြီးတော့လမ်းလျှောက်ရင်လျှောက်မယ်မဟုတ်ဘူးဆိုရင်လည်းကျမယောဂတော့ဆော့ရင်ဆော့မယ်ပြီးတော့တဲ့အချိန်ကျလို့ရှိရင်ကျမ journal လုပ်မယ်ပြီးရင် mindfulness ဒီ gratitude တွေလုပ်မယ်လုပ်ပြီးတော့ကို research လုပ်တယ်ပေါ့နော်ဒါကတော့ကျမလုပ်တဲ့နီလန်ပြီးရင်အထီးရောက်ဆုံးနီလန်လေးဖြစ်တယ်။ကျောင်းပိတ်တဲ့အချိန်မျိုးမှာဆိုရင်ကျမအလုပ်လုပ်နေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်သူတို့ကအခန်းထဲကိုဝင်လာပြီးတော့တိုင်တာမျိုးပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကအိမ်မှာနေပြီးတော့ဒီရန်ဖြစ်စကားများဘာညာလုပ်တဲ့အချိန်မျိုးမှာဆိုရင်ကျမအာယုံကစူးစိုက်လို့မရအောင်အဲ့အချိန်မှာကျမကသူတို့တွေကိုထုတ်လိုက်တယ်ပေါ့နော်။ဟုတ်တယ်ကျမလည်းလူသားပဲ။ဒါပေမဲ့ narcissistic မိဘနဲ့ healthy ဖြစ်တဲ့မိဘတွေရဲ့ကွာခြားချက်ကပါလဲဆိုတော့ပဲပြန်လဲပြုတ်ပြင်ခြင်းပေါ့နော်narcissistic မိဘတွေကသူတို့မားလို့ရှင်ဘယ်တော့အခါမှဝတ်မခံဘူးကျမကတော့ကျမရဲ့ကလေးကိုပြန်ခေါ်ပြီးတော့မေဆွမ်းနာက note ကိုမေတောင်းပန်နေဆိုပြီးတော့သူ့တောင်းပန်ပြီးတော့နေအောင်တာပွေးဖက်လက်တယ်ဒါကပါလဲဆိုတော့ဒါသမီးတွေကို emotional intelligence တင်ပေးတာပဲအဲ့တော့ကျမတို့ဒီမိဘတွေကမားနေတယ်ဒါပေမဲ့ပြန်လဲပြီးတော့ပြုတ်ပြင်နိုင်ရမယ်ပေါ့နော်နောက်တူတို့အိတ်ကြွားပြီးဆိုတဲ့အချိန်မျိုးမှာကျမကလည်းတူတို့နဲ့အတူတူတူတို့အိတ်ပျော်သွားတဲ့အချိန်ခဏလောက်စောင့်ရတယ်အဲ့တော့ဒီလိုမျိုးညပိုင်းအချိန်ကတူတို့အိတ်ပျော်သွားတဲ့အချိန်ကကျမရဲ့တယောက်တည်းအချိန်ကျမရဲ့ဒီ higher self mindset အတွက်အချိန်ရောက်ပြီပဲအဲ့တော့အဲ့ဒီချိန်မျိုးမှာကျမအတိတ်ကမှခဲ့တဲ့အရာတွေကိုကျမပြန်မတွေးဘူးကျမရဲ့စီးပွားရေးကျမရဲ့လူမှုရေးကျမရဲ့ဒီဒါသမီးတွေရဲ့ပညာရေးဒီ financial freedom စတဲ့အရာတွေကို visualize လုပ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက healing ဆိုတာကကျမတို့တွေကအမြဲတမ်းငိုနေဖို့မဟုတ်ဘူးကိုယ့်ရဲ့ဘဝတွေကိုပြန်ပြီးတော့တည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းမထချင်တဲ့အချိန်တွေမှာရှိတယ်ကျမလုံးဝကိုအဲ့ရထဲကနေမထချင်တဲ့အချိန်ဘာမှမလုပ်ချင်တဲ့အချိန်ကျမရဲ့ဘဝမှာအချိန်ပေါင်းများစွာဖြစ်ခဲ့တယ်ဒါပေမဲ့ဘာဖြစ်တယ်လဲကျမကမထလို့လည်းမရဘူးပြိုလဲနေလို့လည်းမရတဲ့အတွက်ကြောင့်မလို့ဒါကကိုယ့်ရဲ့ဘဝတွေကိုဘယ်လိုမျိုးပြန်ပြီးတော့တည်ဆောက်ရမလဲဆိုတာဒီကဒါကျမတို့ဘဝတွေအတွက်ကအရေးကြီးဆုံးအချိန်ပဲဖြစ်ပါတယ် healing ဆိုတာကလည်းထိုနည်း၎င်းပဲကျမတို့ရဲ့ဘဝတွေကိုပြန်လဲပြီးတော့တည်ဆောက်ရတဲ့အရာမျိုးဖြစ်တယ်